ကဲဒါတပီဟိုtransferလန်ဒါကြက်ချန်စီအနာအခုပြမှာကပတ်လန်း22ပတ်လန်းမလမ်းကြီးကလည်းဖြူးနာပဲဒီမှာဒဲပဲဒဲဟိုမှာဒဲဝင်လာပြီးတော့တောက်ကွက်ရှိမယ်တောက်ကွက်ပြီးတော့ဂုတ်ကွက်ဒီမှာဂုတ်ကွက်လမ်းလည်းဖြူးနာဟိုးမှာဘုန်းကြီးညောင်းအဲ့ဒါကြက်ချန်ဈေးကိုကြက်ချန်ဈေးဗတော့လမ်းကိုတဲပေါက်တဲ့လမ်းဗတော့လမ်းဝင်လဲရတယ်ဒီဘက်က transfer လမ်းဝင်လဲရတယ်လမ်းကြီးကမှကားကြီးလည်းဝင်လဲရတယ်ဒီမှာရောင်းမှဒီကွက်ဒီအိမ်ဘေးနားအမှဆိုင်ဘေးနားဒီမှာဒီကွက်ဒီမှာလောဆယ်ဒါကစုံကင်းဒီမှာဒီကြောက်တိုင်ထိဒီမှာဒီမှာဒီကွက်သူ့ဘေးနားမှာဈေးဆိုင်မှာအရှိမဘန်နာပင်မှာရှိတယ်ဒီဘန်နာပင်လေးပါပါနော်မလမ်းကလည်းဒီမှာရှယ်ပဲဟို transfer လမ်းကနေဆိုရင်တောက်ကွက်ပြီးတော့ဂုတ်ကွက်ပြီးတော့ဒီဟာပဲဒီမှာကားကြီးဝင်လို့ရတယ်နောက်ဒီလမ်းခင်းတော့မှလမ်းခင်းပြီးဆိုရင်သူကအခု2000ခေါ်ထားတာတွေက3,400တောင်ပဲ double ပဲသူကဒါပတ်လန်းကြီးလေကောင်းတယ်အဲ့ကြက်ချန်ဈေးနဲ့လည်းနီးလေးအဲ့ကြက်ချန်ဈေးလမ်းဗတော့ဈေးနဲ့လည်းနီးလေးဒီမှာလေဒါဘောညိုတဲပေါ့ဒါအလားလာရှိမဲ့နေရနော်လားလာရှိမဲ့နေရဘောညိုတဲပေါ့နော်လမ်းစုံနေရာကောင်းလေး